ကဲဒီနေ့မှာတော့ကျွန်တော် starter pack တွေကနောက်ဆုံးကျန်တယ်ကျွန်တော် shank ကိုကျွန်တော်တို့ဖောက်ပြမှာဖြစ်ပါတယ်ကျွန်တော်ဒီ starter pack တွေဖောက်ပြလို့ရှိရင်ကျွန်တော်ဒီ PRV02 နဲ့ကျွန်တော်ဒီ OP12 ကျွန်တော်အဲ့နှစ်ခုကိုပူစာပေါင်းနှစ်ခုကျွန်တော်ဝယ်ပြီးသွားပါပြီအဲ့အတွက်ကိုလည်းကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်ဆက်ပြီးတင်ပေးပါမယ်ကဲကျွန်တော် starter pack တွေကျွန်တော်အစမှာပါလာတော့ leader ကရင်ပါလာတယ်ကျွန်တော်ဒီ shank ကျွန်တော်ဒီသူ့နောက်မှာကျွန်တော်ဒီ character တွေဖြစ်တဲ့ Uta သူကတော့ TCG မှာကျွန်တော်စောင့်နေတဲ့သူတွေများဆိုတော်တော်များဒီကတော့ကျွန်တော်ဒီ red leader တွေထဲမှာသူအသုံးတော်များတယ်အခုလို့ဆိုUtaအားကြောင့်လို့သူဈေးကတော့ကျွန်တော်ဒီ$8ဆိုရင်အားနည်းတာမဟုတ်ဘူးကျွန်တော်ဒီ shank starter တက်ပေးရတဲ့ဈေးကတော့ဒီ$20ဝန်းကျင်လောက်ပဲဆိုတော့ဒီသူ့ရဲ့ဒီတက်ကနက်ကနေလေးကျွန်တော်ရင်းတော့ပြန်ကြည့်မိပြီပေါ့နော်ပုံမှန်တိုင်းပဲကျွန်တော်ဘာမှထူးခြားမပါဘူးကျွန်တော်၄ကက်စီနဲ့ကျွန်တော်သူ့ရဲ့ဒီ Red Paris tag ကိုသူကတိစောက်ထားတယ်ဒါပြီးတော့ကျွန်တော် event ကတော့ပါတယ်ကျွန်တော်ဒီ tone set ကပါတယ်ကျွန်တော် OP level မှာကျွန်တော်လူကြိုက်များဆုံးကတ်ဆိုလို့ရှိရင်တော့ကျွန်တော် Luffy Gear Fit ကျွန်တော်ဒီ goal နဲ့ save ပါပေါ့နော်မြင်တဲ့အတိုင်းပဲဈေးကတော့မနေဘူးအဲကြောင့်မို့ကျွန်တော်ဈေးကွက်မှာတော့ကျွန်တော်ဒီ OP level ကျွန်တော် booster box ကိုကျွန်တော်လိုက်ရှာဝယ်တာလုံးဝရှာမတွေ့တဲ့အထိကိုဖြစ်သွားတာအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရှိတဲ့ရသလောက်လေးပဲကျွန်တော်ကတ်လေးဆွဲပြီးပဲဖြည့်သိမ်းရတာပေါ့ဒီ category ကျွန်တော် leader ကတ်ရတယ်ကျွန်တော်ဒီနောက်မှာတော့ကျွန်တော်ဒီ SR ကျွန်တော် rare SR တော့မဟုတ်ဘူးဒီ rare ပဲကျွန်တော်ကတ်ရတယ်ဘာလို့ဆိုကျွန်တော်နောက်ပိုင်းကျွန်တော်တိလာတဲ့အခါမှာကျွန်တော်ဒီ leader ကတ်ထည့်ပေါက်ပြီဆိုလို့ရှိရင်အဲ leader ကတ်နောက်မှာကျွန်တော် rare နဲ့ကတ်ပဲကျွန်တော်ပါတော့တာအရင်ကျွန်တော်ဒီ super rare ကျွန်တော်ဒီ AA ပေါ့နော်ကိုတော့ alternative အဲ့လည်းမပါတော့ဘူးကျွန်တော်နောက်ပိုင်းကျွန်တော်တွေးတိလာပေါ့ကျွန်တော်ဒီ chopper ကဲနောက်ဆုံးကတ်ကျွန်တော်Charlotte Pero နဲ့ကျွန်တော် Chris ကျွန်တော်ဒီ Ray နဲ့ကတ်ပဲရထွေးတူမပါဘူးကဲဆုံးကဲကျွန်တော် last pack matching နေနဲ့ကျွန်တော်ဘာများပေါက်မလဲတော့ကျွန်တော်ချက်ကြည့်ကြမယ်ကျွန်တော်မြင်လိုက်တာဦးကတော့အနီရောင်လေးကျွန်တော်လှည့်တဲ့ခါမှာမြင်လိုက်တယ်ဒီကတော့ကျွန်တော် leader pack ပဲလို့ကျွန်တော်ထင်တယ်ကဲကျွန်တော်တစ်ချက်ကြည့်မယ်ဒီကောင်လည်း Charlotte Montior တဲ့ဟုတ်တယ်နာမီကဲ Charlotte လင်းနဲ့ကျွန်တော်အားလောင်းနဲ့ပဲဆိုတော့ကျွန်တော်ကန်တော့မကောင်းဘူးကဲကျွန်တော်နောက်ဗီဒီယိုမှာတွေ့ကြမယ်ကဲကျွန်တော် like and follow မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း channel လုပ်ထားပေးပါအောင်เนาะကျွန်တော်ဒီ giveaway တွေပေးဖို့ရှိလို့ပါကျေးဇူးပါ